ပါတီကိုမဲပေးခဲ့တဲ့လူကအင်အားစုတော်တော်များလေရှိတယ်အင်အားစုတွေအများကြီးရှိတယ်ပေါ့နော်အဲ့လူတွေကိုသူတို့ပါတီကိုမဲပေးစေချင်တယ်မဲပေးစေတဲ့အခါကျတော့အဲ့လူတွေကိုသူတို့ဆွဲတယ်ဆွဲဖို့တော့ကို NLD ပါတီမှာရန်လုပ်ခဲ့တဲ့သူတွေသူတို့ပါတီရဲ့ထည့်တယ်ရွေးကောက်ပွဲဝင်ခိုင်းတယ်ပြီးတဲ့အခါမှာ NLD ကိုမဲပေးမဲ့သူတွေသူတို့စီကြောင်းပေးတယ်ဆိုတဲ့အခါကျတော့သူတို့ဒီအခြေအနေမှန်ကိုမသုံးသပ်တတ်တာရှင် NLD ကိုအားပေးခဲ့တဲ့သူတို့များဒီရွေးကောက်ပွဲမှာလုံးဝဖြစ်နေကြတယ်။ဘာကြောင့်ဖြစ်လဲဆို NLD ကနေပြီးတော့ကူပြောင်းသွားတဲ့ PDF NUG ဒီရွေးကောက်ပွဲလုံးဝလက်မခံဘူးရွေးကောက်ပွဲပြည်သူမဲပေးခွင့်မပြုဘူးဒါကြောင့် NLD ကိုကြိုက်တယ် NUG ကိုကြိုက်တယ် PDF ကိုကြိုက်တယ်ဆိုရင်လုံးဟုတ်ပဲသူတို့လုံးဝရွေးကောက်ပွဲနာအောင်လာအောင်မရအောင်သူတို့လာရင်လည်းဘုံဖောက်ဖို့လာစောစောစီစီငင်းချိုင်းယူထားမယူလို့ကတော့အမုန်းကျိတ်မှာနော်သူတို့နိုင်တော့ဘုံဖောက်တယ်ပြီးတော့လူကြီးတိုက်တွေပေါ်တော့တပ်ဖြစ်နေအဲ့ဒါပဲလို့ဟုတ်နော်အဲ့တော့ရွေးကောက်ပွဲကိုမလာမဲ့သူကိုမဲသွားဆွဲနေတော့မဲမရအောင်ပေါ့ရှင်းရှင်းလေးကျွန်မပြောတာဟုတ်ဘူးလားနိုင်ငံရေးမှာဆိုရင်ရွေးကောက်ပွဲနိုင်ဖို့က view ဟာတွေဆွဲရတယ်လေ view ဟာအလွဲဆွဲတော့ရလက်တွေမရအောင်ပေါ့ရှင်ဒါပြင်နောက်ထပ်ကိုယ်စားလှယ်တွေဆိုရင်ပြည်ပြမီဒီယာတွေနဲ့ interview တွေလုပ်ကြတယ်အဲ့ဒါတွေကပဲဒီအဲတွေရောနေသေးရနော်ကျွန်မမြင်လို့ပြရတာပါပြည်ပြမီဒီယာတွေပြည်သူတွေကမကြိုက်ဘူးရှင်အဲ့ဒီမီဒီယာတွေကြိုက်တဲ့ပြည်သူတွေကလည်းမဲမပေးဘူးရှင်အဲ့ဒီဟာကိုတေချာနားမလဲပဲနဲ့ပြည်ပြမီဒီယာတွေတွားပြီးတော့ကျွန်တော်ကတော့ရွေးကောက်ပွဲဘလို့ဝင်မှာကျွန်မကတော့ဘလို့ဝင်မှာတိုင်းပြည်ကျိုးကျွန်မဘလို့ထမ်းဆောင်မှာဆိုမဲဆွဲစကားပွားပြောတော့အဲ့ဒီမီဒီယာကိုကြည့်ရတဲ့သူတွေကမဲလာထဲမလဲလားမထဲဘူးလေအဲ့ဒီမီဒီယာတွေမှာလူချင်းမျိုး interview ကျွန်မတွေ့ပါတယ်ခုမှလေးတော့ဖတ်ကြည့်ပါအောင်ချိန်နေကောင်းရလားလို့တကယ်ဆိုလူချင်းမျိုးရွေးချယ်ရမှာကရွေးကောက်ပွဲမှာမဲထည့်ဖို့တကယ်စိတ်ဝင်စားတဲ့ပြည်သက်တွေများတဲ့မီဒီယာတွေရွေးချယ်ပြီး interview လုပ်ရမှာအဲ့လိုကြားလဲရွေးပြီးတော့အဲ့လိုမီဒီယာတွေကြားတယ်ရွေးမှမယုံပေါ့နော်လူချင်းမျိုးဘာလို့မယုံလဲကျွန်မလည်းမပြောတတ်ဘူးဆိုရလေရွေးချယ်တတ်တယ်လုံးဝပြည်ပြမီဒီယာပြည်ပြမီဒီယာတိုင်းပြည်မှာပြည်သူရဲ့အချစ်ကိုမရတဲ့မီဒီယာတွေပဲရွေးပြီး interview စတိုက်လုပ်ထားတယ်ခုမှနေသွားကြည့်တော့ကြောင်းမှလည်းမကောင်းအဲ့ဒီလိုမျိုး view ဟာအမားတွေအလွဲတွေကြောင့်ရွေးကောက်ပွဲမှာမဲပေးရဲ့အခါကျတော့ပြည်သူကလူချင်းမျိုးမသိဘူးလူချင်းမျိုးမယုံပေးချင်းပေးငါတို့ရွာလာတဲ့လူပဲငါတို့ပေးလိုက်တော့မယ်ပေးချင်းပေးငါတို့ချစ်တဲ့မီဒီယာ recommend ပေးတဲ့ညှိုးဆိုတဲ့လူပဲငါတို့ရွေးလိုက်တော့မယ်ပေးချင်းပေးငါတို့နိုင်ငံကိုအရင်ကအစိုးရလည်းလုပ်ခဲ့ဘူးတယ်အဲ့လက်ထက်တော့လည်းငါတို့နေရထိုင်တဲ့အဆင်ပြေရဲ့စီးပွားရေးလည်းကောင်းနေအဲ့တော့သူတို့ပြန်လုပ်နိုင်မှာပဲဆိုပြီးတော့သူ့ပဲရွေးလိုက်တော့မယ်တခြားအစ်စ်တွေမစမ်းတော့ပါဘူးဆိုပြီးတော့ရွေးလိုက်ကြတယ်ဆိုတဲ့ခါကျတော့မဲရလက်တွေကမိုးနဲ့နေလို့ပွာချသွားတာရှင့်အချို့ဒေသတွေဆိုရင်ကြိုတင်မဲမပါသေးဘူးနော်ဆက်နှုတ်နဲ့ပေးတဲ့မဲမာနေတယ်တချို့ကိုယ်လေတွေက4000 5000ရကြတယ်အခြားသောပါတီကလူတွေက4 5000ပဲရတယ်1000တောင်မပြီးအဲ့ဒါဟာပွာချချက်အရင်ကြီးသွားတာအချို့ကကြိုတင်မဲကိုလက်ဆောင်ပို့တာလို့လည်းပို့တာရှိရပေါ့နော်ကြိုတင်မဲမပါလဲအဲ့လိုမျိုးပေါင်းခဏနဲ့ချီပြီးကွာနေတဲ့ဟာကြီးစဉ်းစားကြည့်ဒါဟာနိုင်ငံရေးပြည်မှာမှားလို့ဖြစ်တာရှင်ကျမတို့ကသတင်းသမားမလို့တချို့ຢာလေးမှာဒီချင်းတို့ပညာရှိဖြစ်ခဲ့ဖြစ်ပြတာပါရှင်အဲ့တော့ဒီလိုမျိုးအမှားတွေကိုကပြုပြင်ရမယ်ကျမတို့သတင်းသမားတွေကလေလူချင်းမင်းတို့ထက်တော့ပို့ပြီးတော့တော်တော်လေးမှာနိုင်ငံရေးပါတီအစုံရောက်စေချင်သေးတယ်ကျမတို့အရင်ရောက်စေချင်တယ်အဲ့လိုအစုံရောက်စေချင်တာဘာကြောင့်လဲကျမနိုင်ငံအခြေအနေကအဲ့လိုအစုံရှိမှတန်းတောက်ထင်းကြောင်းမှလုပ်နိုင်မှာအချို့တွေကကြာခံကုန်မပေးလို့ရှိရင်ပြဿနာရှာတယ်အဲ့လိုလူတွေကခံကုန်ထုတ်တော့ပေးထားမှဖြစ်မယ်ဆိုတာကျမတို့ကသိတယ်ဒါတချို့ပြောတာပါတချို့ကြလည်းရေးချင်းတွေရှိတယ်ဒါပေမဲ့ဝင်ပြန်တဲ့ပါတီကအင်အားနည်းတဲ့အခါမှာမပါလာဘူးအဲ့လိုဖြစ်မှလည်းကျမတို့စိုးရိမ်နေပေါ့နော်ကျမတို့အစုံရောက်စေချင်တဲ့လူတွေမှာပါတယ်ဒါကြောင့်ရွေးကောက်ပွဲအရင်ကာလမှာဆိုလည်းကျမတို့ကဝင်းရင်တဲ့လူကတော့ဝင်းရတဲ့ပတ်သက်ပဲမဝင်းရတဲ့ပါတီတွေကျမတို့ကဖြစ်တယ်ညာဖြစ်တယ်မပြောဘူးပေါက်ပြလုပ်နေရပြင်တော့ကျမတို့နာမည်ထည့်နေပြီးတော့ဟုတ်လားပြောလို့ချင်းနေဘာလို့လဲလူချင်းမျိုးတို့ရွေးကောက်ပွဲမှာပါလာစေချင်လို့နိုင်စေချင်လို့ဒါပေမဲ့မဲရတဲ့ကြီးရဲ့အခါကျတော့အဲ့လောက်ထိအောင်မိုးနဲ့နေလို့ကွာချားနေတယ်ဆိုမှတော့ကျမတို့လည်းဆွဲတင်ဖို့အတွက်ခက်တယ်ပြည်သူတွေကယုံကြည်မှုမရှိတာဖြစ်တဲ့အတွက်လူချင်းမျိုးတို့အများကြီးကြိုးစားရအောင်ရှင်ဒါလေးကိုပဲကျွန်မအားမနာနဲ့ပြောလိုက်ပြရစီတော့ရှင်အခုရွေးကောက်ပွဲကပိုင်း2နဲ့ပိုင်း3ကျန်ပါသေးရဲ့လူချင်းမျိုးတို့တချို့ຢာလေးမှာအမှားလေးပြည့်ပြီးတော့နည်းနည်းကြိုးစားပေးကြပါလို့လည်းတိုက်တွန်းချင်ပါတယ်လူချင်းမျိုးတို့တော်တော်ရောက်စေချင်လို့ပြောတာပါနော်မရောက်စေချင်လို့ရှင်ဒီကမှားတဲ့လမ်းကြောင်းတိုင်းပေါ့ပါစေလို့ကျွန်တော်ထုတ်ပေးလိုက်လို့ရတယ်ရှင်ဒီကစဉ်းစားမိကြဘူးလုပ်နေတာကြီးကဘယ်လိုမှမဲရကြအကြောင်းမရှိဘူးကျွန်တော်တို့သိတယ်ပြည်သူတွေကရှစ်မှပေးပါလေယုံကြည်မှပေးပါလေရွေးကောက်ပွဲမှာမဲလာထည့်မဲ့သူတွေဒါလူချင်းမင်းတို့ယုံကြည်အောင်လူမျိုးတော့မှာလေမဲမထည့်တဲ့သူတွေယုံကြည်တဲ့ဘာလဲသူကမဲမထည့်တာသူယုံနေရလို့ရှိရလူချင်းမင်းတို့သူမဲမှလူချင်းမင်းတို့မရတာမဲကိုလာထည့်တာလေသူကဟုတ်ဘူးလားနော်ဒီတော့မဲလာတဲ့သူမဲထည့်ပါလို့ပြောနေမှာဖြစ်ဘူး
မဲလာထည့်တဲ့လူကစားဘယ်သူတွေဖြစ်နေလဲအဲ့ဒီလူတွေငါတို့ကိုရွေးချယ်တာငါတို့ဘာလုပ်ရမလဲဆိုတော့စဉ်းစားရမှာရှင့်ဒီလိုမှမလုပ်နိုင်ရင်တော့အပိုင်းနှစ်နဲ့သုံးပါလေလူချင်းမလို့အခြေအနေမကောင်းပါဘူးနော်ဘာကြောင့်အခြေအနေမကောင်းလဲဆိုတော့အမှန်တိုင်းမသိကြနဲ့ပြည်သူမဲလိုက်ချားပါတီကိုမဲလိုက်ဆိုတော့လူချင်းမလို့ရှုံးမဲတဲ့လူတွေဖြစ်သွားပါလိမ့်မယ်ရှင့်ဒါဆိုရင်နိုင်ငံရေးတိတ်ခါပိုတော့မှကြပါမယ်နော်စင်ကြင်နိုင်မှုအတွက်ကျွန်တော်ပြကြတာပါကျွန်မအနေနဲ့ဒီတော့